အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့ကျွန်တော်မိတ်ဆွေတွေကိုပြောပြခြင်းတဲ့ကိစ္စလေးကလက်ရွှင်အောင်ဓာတ်စင်တဲ့နည်းလေးပေါ့နော်လက်ရွှင်အောင်ဓာတ်စင်တဲ့နည်းအဲ့တော့ဘလို့စင်ဘယ်လိုဓာတ်စင်မှာလဲဆိုတော့ကျွန်တော်တို့စတီးလင်မန်အကြီးတစ်ချက်လို့စတီးလင်မန်အကြီးမှာကျွန်တော်တို့မာကင်ပန်နဲ့9000ကျအကြီးဆွဲမယ်9000ကျအကြီးဆွဲရမယ်နော်ဆွဲပြီးတာနဲ့ကျွန်တော်တို့ဖန်ခွက်တစ်ခွက်ထဲမှာကုန်းရွက်အယိုးအညာပါတာလေးထည့်ရနော်အဲ့တော့ဖန်ခွက်ကိုဒီလိုဖန်ခွက်ထဲမှာပေါ့နော်ကုန်းရွက်အယိုးအညာဆိုဒီလိုမျိုးလေးရိုးပါတယ်အညာပါတယ်နော်အဲ့တော့ဘယ်လိုထည့်ရမလဲဆိုတော့ကျွန်တော်တို့ဒီပုံစံလေးအယိုးကအောက်ကနေထည့်မယ်နော်ဖန်ခွက်ထဲကိုကုန်းရွက်လေးထည့်လိုက်ကုန်းရွက်ထည့်ပြီးရင်ဖန်ခွက်ထဲကိုရေထည့်ရေအပြည့်ဖြည့်လိုက်နော်ဖန်ခွက်ထဲကိုရေအပြည့်ဖြည့်ဖန်ခွက်ထဲရေပြည့်ဖြည့်ပြီးတာနဲ့ခုန9000ကျရဲ့အလဲကောင်မှာဒီဖန်ခွက်ကိုထည့်တင်ထားမယ်ပြီးတော့9000ကျရဲ့တောင်း9000မှာဖျောင်းနိုင်အစိမ်းရောင်နော်တောင်းမှာတတိုင်းစီလိုက်ဆိုင်ပါနော်ဖျောင်းနိုင်အစိမ်းရောင်တတိုင်းလိုက်ဆိုင်ပြီးတော့ဒီဟာအဲ့လင်မောက်ကန်ပြီးတော့ဖျားရှင်ကိုမီးပူဇော်ရတယ်ဖျောင်းနိုင်အစိမ်းတွေကိုအကုန်လုံးမီးထွန်းပြီးတော့မီးပူဇော်ပေးရတယ်နော်မီးပူဇော်ပေးလိုက်ပါမနက်တစ်ချိန်ညတစ်ချိန်9ရက်တိတိမပြတ်မကွက်ပြုလုပ်ကြည့်ပါရစရာရှိတဲ့ငွေတွေဒါမှမဟုတ်ငွေကြေးလက်လာပါတွေလျင်မြန်စွာရရှိလာပါလိမ့်မယ်အဲ့တော့ဒီဟာကိုလုပ်တဲ့အခါမှာအချိန်နေနေ့တွေရွေးဖို့မလိုပါဘူးမြန်မြန်ရကြည့်မြန်မြန်သာလုပ်လိုက်ပါဗျာကျွန်တော်မိတ်ဆွေတွေအကုန်လုံးလက်လာပါတွေဖွင့်လာပါလိမ့်မယ်ငွေကြေးကန်တွေအထူးကောင်းမွန်လာပါလိမ့်မယ်အဲ့တော့အားလုံးပဲကျေးဇူးတင်ပါတယ်ခင်ဗျာ